ဒီနေ့ကတော့ဒီစပခွန်နဲ့လောင်စာတောင်းလုပ်လို့ရတဲ့နေကိုပြအောင်ပြီးတော့ဖြစ်ပါတယ်ဟုတ်ကဲ့မီးသွေးအကြည့်၃ပုံစပခွန်တစ်ပုံကိုထည့်ထားပဲဖြစ်ပါတယ်ပထမဆုံးဒီမီးသွေးအကြည့်၃ပုံကိုကျွန်တော်တုံးလိုက်ပါမယ်ပြီးတော့မှစပခွန်တစ်ပုံကိုတုံးပြီးတော့ဒီပုံလိုက်တယ်ပေါ့ဟုတ်ကဲ့ဒါကတော့အဲ့ဒီထဲကိုထည့်ဖို့အတွက်ဖြည့်ကြီးပါညီကြီးကတော့လောက်စာလုံးလို့ရတဲ့ညီဆိုရင်ဗာမြေပဲဖြစ်ဖြစ်ရပါတယ်ဗျပထမဆုံးဒီညီကြီးတွေကိုရေထည့်ပြီးတော့ခုလိုပြစ်ပြစ်လေးရအောင်ရေလုတ်ပြီးတော့ဖြစ်ပါတယ်ဟုတ်ဒီလိုရေပြစ်ပြစ်လေးရပြီဆိုရင်ခုနကဒီမူထားတဲ့အစာလေးကိုဒါကျွန်တော်ထည့်ပြီးတော့စီးအောင်ဝေးပေးရတာပဲဖြစ်ပါတယ်ဟုတ်နောက်ပိတ်ဆုံးပူစီလာအောင်ရှောက်လေးနဲ့နင်းဘောလေးနဲ့ပတ်ပေါ်ဗျာဟုတ်ဒီကောင်လေးကတော့ဒါစာနေထားစင်းဖြစ်သွားတော့ကျွန်တော်တမီးအောင်ဆွေးပို့နေတယ်ဖြစ်ပါတယ်ခုနေထားကတော့ဒါဘိုးကွက်ကလေးနဲ့ခဏကနေတဲ့အစာကိုကျွန်တော်ချိန်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ခုတော့လည်းလုပ်ပြီးတော့ပါပြီအဆုံးထိလိုက်ကြည့်ပြရတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေ